Hi, minasan, konbanwa, Nedas. What you need and 5 kanji 30 days challenge here, day for 24 bono, necessarily a young nigo, Sabio, sharing look bit on my pare. What is you and 5 level to long sign, now some janet kanji along my pare. Give us what you need to do, Sabio, Lila Jamino. ပထမဦးဆုံးကဒီခန်းကြီးလေးဖြစ်ပါတယ်ခတ်တာဆိုတဲ့နီလန်ခန်းကြီးလေးပါဝတရှိတို့အပေါ်ကအမိုးလေးကိုအရင်ဆွဲပါမယ်နှစ်ချက်ပြီးရင်ဒီကွေးကွေးလေးကိုအရင်ဆွဲပါမယ်ပြီးမှဒါလေးနဲ့လာဆက်ပါမယ်ပြန်ရေးပေးပါမယ်ဒီနေတော့လေးဒီနေတော့လေးဒီနေတော့လေးဒါဒီခတ်တာဆိုတဲ့နီလန်ခန်းကြီးဖြစ်ပါတယ်ပြီးရင်ဝတရှိတို့ဟိုးဟိုးဆိုတဲ့နီလန်းမှာလည်းသုံးမယ်ဆိုတော့ဟိုးဆိုပြီးတော့လည်းသုံးမှာပေါ့ခတ်တာလည်းသုံးမယ်ဟိုးဟိုးအဲ့တော့ဘာခတ်တာတွေလဲဆိုလို့ရှင်တော့ယောမီခတ်တာယောမီမှာဖတ်တီခန်းကြီးနေဆိုတော့ယောမီခတ်တာဖတ်ပုံဖတ်နီခခိခတ်တာရေးပုံရေးနီပြီးလို့ရှိရင်ယူဂတာဒီညနေခင်းဖြစ်ပါတယ်ယူဂတာညနေခင်းဟိုးဟိုးနီလန်းဟိုးဟိုးနီလန်းဟိုးခိုးဒီဝတရှိတို့ဘာပြောရလဲဆိုလို့ရှိရင်အခြားတစ်ဖက်ကိုပြောတာဖြစ်ပါတယ်ဟိုးခိုအခြားတစ်ဖက်ဟိုးခိုအခြားတစ်ဖက်ဟိုးဟိုနီလန်ယူဂတာညနေခင်းခခိခတာရေပုံရေနီယောမီခတာဖတ်ပုံဖတ်နီဟုတ်ပြီနောက်ထပ်ခန်းကြည့်တစ်လုံးနောက်ထပ်ခန်းကြည့်တစ်လုံးကဝတရှိတို့ဒါလေးကနိဒီမှာဆိုရင်ဒါလေးကိုခြေထောက်ပေါ့နော်နိအဲ့တော့ဒါဒီခြေထောက်နှစ်ချောင်းရှိတယ်ခြေထောက်နှစ်ချောင်းကလေးနှစ်ချောင်းဆိုလို့ရှိရင်ဝတရှိတို့ဘာသုံးမှလဲဆိုလို့ရှိရင်မွတ်တူဆိုတဲ့မူလအရင်ဆိုတဲ့ခန်းကြီးပေါ့နော်ဒီခြေထောက်ကလေးနှစ်ချောင်းဒီမွတ်တူမူလအရင်ဂင်းလေးသုံးမယ်ဂင်းခဲကိုတနေ့တော့ဂန်ခီဒါကြတော့ဂန်ခီမတူနော်အဲဒါဆိုရင်မွတ်တူမူလအရင်ဂန်ခီဟုတ်ပြီနော်ဒါကြတော့ဂန်ခီအဲ့လိုဖြစ်ပါတယ်ခုနဒီမှာနော်ဝတရှိနိရှိခန်းကြီးကိုမမြင်အောင်ကြီးစော့နော်ဂန်ကြီးစော့ဒါကြတော့ဂန်ခီဒါကြတော့ဂန်ကြီးစော့ဂန်ခီဂန်ကြီးစော့မတူနော်အတန်တွက်ကအဲ့တော့မို့တူဒီမူလအရင်ဂန်ခီဒီကျမကြီးအိုဂန်ခီတက်စကနေကောင်းရလားဟာလားဝတရှိကိုအဲ့ဒီကဂန်ခီဖြစ်ပါတယ်ဒါကြတော့ဂန်ကြီးစော့ဒီထိုနေ့ဘယ်လိုပြောမလဲနှစ်တကူနေပေါ့နော်ဝတရှိတို့နှစ်ကုံသွားပြီးတော့ပထမဦးဆုံးပထမပိုင်းတလပိုင်းရဲ့တရက်နေ့ကိုဝတရှိတို့ကဂန်ကြီးဆိုလို့ခေါ်ပါတယ်အဲ့ဒီနှစ်တကူရဲ့နေ့ကိုပြောတာဖြစ်ပါတယ်မို့တော့မူလဂန်ခီကျမ်းမာတာဟိုဂန်ခီတက်စကကျမ်းမာရလားနေကောင်းပါရလားပြီးလို့ရှိရင်ဂန်ကြီးဆိုဒီနှစ်တကူရဲ့နေ့ဖြစ်ပါတယ်တလပိုင်းတရက်နေ့ပါအဲဆိုခန်းကြီးနှလုံးရှိသွားပါပြီနောက်တစ်လုံးကဝတရှိတို့ညီမခုကြီးဆိုတဲ့ပါဇက်ပေါက်လေးပေါ့နော်စမေမဆက်လောက်တာပြီးရင်ဒါလေးအဲ့တော့လူလန်းလျှောက်နေတဲ့ပုံလေးနဲ့တူတယ်ပေါ့နော်လူလန်းလျှောက်နေတဲ့ပုံလေးဝတရှိတို့ဒီလိုမျိုးလေးလူလန်းလျှောက်နေတဲ့ဒီပုံလေးကိုမျိုးလုံးထဲမှာမြင်ကြည့်လိုက်ပေါ့နော်အဲ့တော့လန်းလျှောက်မှာတော့ဘာနဲ့လန်းလျှောက်မှာလဲအာရှိဆိုတဲ့ခြေထောက်နဲ့လန်းလျှောက်မှာပေါ့အာရှိဆိုတဲ့ခြေထောက်နဲ့လန်းလျှောက်မှာပေါ့အာချီခြေထောက်ပြီးရင်ဝတရှိတို့ကသူ့ကို buff အနေနဲ့လည်းသုံးလေးတယ်ပေါ့နော်တော်တော်များများကခြေထောက်ကိုမှတ်မိပြီးတော့ buff သုံးတာကိုမေ့နေတဲ့ကြတယ် buff ကလည်းတကယ်သုံးတယ်နော် N54 level တွေမှာခဏသုံးပါတယ်တာရှိမတ်ရဲ့လုံလောက်ဒီခန်းကြီးဖြစ်ပါတယ်တဆုလုံလောက်ဒီခြေထောက်ကလုံလောက်ကျမ်းပါဘူးဆိုရင်ကြောင်းနဲ့နေတိုင်းလဲလျှောက်ရမယ်လို့မှတ်ထားခြင်းလည်းရပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ဘာတွေသုံးလို့ရသေးလဲစုံတစ်စုံနှစ်စုံဟာလားနှစ်ခုတွဲလေးတွေပြောတာပေါ့နော်တစ်စုံနှစ်စုံတစ်ရန်နှစ်ရန်စသဖြင့်အဲ့လိုမျိုးတွေလည်းသုံးလို့ရပါသေးတယ်အာရှိဆိုတဲ့ခြေထောက်တဆုလုံလောက်တာဒီမှာဆိုရင်တဲဆိုတဲ့လက်ဒါအာရှိဆိုတဲ့ခြေထောက်တဲအာရှိဆိုတော့ခြေထောက်နဲ့လက်ပေါ့လက်နဲ့ခြေထောက်ပေါ့အဆုခုအချီရဲ့ဒီဟာရေပေါင်းလိုက်တဲ့အခါမှာတစ်စုံနှစ်စုံဖြစ်မှာပါအဆုခုဆိုရင်တစ်စုံစမ်းဆိုရင်တရန်တင်မယ်ဇိုခုဆိုပြီးတော့မှာပေါ့နော်စမ်းဇိုခုသုံးစုံအဆုခုတစ်စုံတဲအာရှိလက်နဲ့ခြေထောက်တဆုလုံလောက်တဲ့အာရှိခြေထောက်နောက်တစ်ခုကတော့ဝတရှိထိတ်ဆုံးမှာစာအုပ်ရဲ့ထိတ်ဆုံးမှာပါတဲ့ခန်းကြီးပေါ့နော်အဲ့ဒါဝတရှိကအခုမှရေးရခြင်းဖြစ်ပါတယ်သူများနဲ့တွဲမနေပဲနဲ့ကွဲထွက်နေလို့ပေါ့နော်ကဲဒါဆိုရင်ဝတရှိကဒါကြီးကိုဘယ်လိုမှတ်ပေးခြင်းလဲဆိုလို့ရှင်ဝတရှိကိုဒါဒီအိမ်မလား
ဒီပုံလေးဆိုရင်အိမ်တအိမ်နဲ့တူတယ်မလားအဲ့တော့အိမ်တအိမ်ထဲမှာအဓိကလိုအပ်တဲ့အရာအိမ်တအိမ်ဖြစ်လာဖို့အတွက်အိမ်တအိမ်မှာအဓိကလိုအပ်တဲ့အရာအဲ့ဒါဒီပါလေဆိုရင်ဥခနဲ့ဆိုတဲ့ပိုက်ဆံဖြစ်ပါတယ်ခနဲ့ဆိုတဲ့ပိုက်ဆံခင်းလည်းသုံးမယ်ပေါ့နော်ခင်းကကြတော့ဘာအနေနဲ့သုံးပါလဲဆိုလို့ရှိရင်ရွှေဆိုတဲ့အနေနဲ့သုံးပါပါခင်းသူတစ်လုံးနဲ့ဆိုရင်ရွှေခင်းရွှေရှေ့မှာအိုလေးပါပြီဆိုရင်တော့ဥခနဲ့နော်ဥခနဲ့ပိုက်ဆံခင်းရွှေနောက်တစ်ခုခင်းရောပြီတောက်ကြနေခင်းရောပြီတောက်ကြနေဂန်းခင်းငွေသားလက်ငင်းပေးရတဲ့ငွေသားပိုက်ဆံကိုပြောတာပါကတ်တီပိုင်းနဲ့မဟုတ်ဘဲနဲ့ငွေသားပါဂန်းခင်းငွေသားရောခင်းအဖိုးအခဝတရှိတို့ပေးရတဲ့အဖိုးအခဥပမာရေဖို့မိဖို့စသဖြင့်အဲ့လိုမျိုးအဖိုးအခတွေကိုရောခင်းလို့ခေါ်ပါတယ်ပြန်ပြောပါမယ်ခနေဆိုလဲပိုက်ဆံခင်းလို့လဲသုံးတယ်ရွှေလို့လဲသုံးတယ်ပေါ့နော်အချိန်ကရွှေပဲအချိန်ကပိုက်ဆံပဲအဲ့လိုမျိုးသုံးလို့ရပါတယ်ဝတရှိတို့ဒီမှာဒီအိမ်တအိမ်နဲ့တူတယ်အိမ်တအိမ်မှာအဓိကလိုအပ်တဲ့အရာဒီခင်းဆိုတဲ့ရွှေဓမ္မမဟုတ်ရင်ခနေဆိုတဲ့ပိုက်ဆံပေါ့ခနေပိုက်ဆံခင်းဆိုရင်ရွှေပါခင်းရောပြီးတောက်ကြနေဂန်းခင်းလက်ငင်းငွေသားရောခင်းအဖိုးအခဒီတစ်လုံးနဲ့ဆိုရင်ခင်းဖြစ်ပြီးတော့ရှေ့မှာအုပ်ပါရင်တော့ဥခနဲ့ဆိုပြီးဖြစ်သွားတတ်ပါတယ်သူတို့နှစ်ခုကိုမရောပါနဲ့ဥခနဲ့ပိုက်ဆံခင်းရွှေနောက်ဆုံးခန်းကြီးတစ်လုံးပဲကြမှာတော့တယ်ဒါကတော့ဝတရှိကိုရှေ့မှာတင်ခဲ့ပြီးသားဟာလည်းမလို့ထပ်မပြောတော့ပါဘူးဒီရှိကခန်းကြီးလေးတီဝတရှိဒီမှာဒီရှိကဒါလေးပေါ့နော်ဒါလေးတီမိခန်းကြီးပါလူတွေရဲ့ဘေးမှာလူတွေဒီမြဲတဲ့အပူတွေနဲ့ရှိနေရတဲ့အပူဆိုမှတော့မီးဆိုပြီးတော့မှတ်ပေးခဲ့ပါတယ်ဒါဒီမိခန်းကြီးဖြစ်ပါတယ်ဒီနောက်ကလေးတောင်အကွက်ရိုက်ထားတာတွေဒီလေခွက်တွေပါအဲ့တော့လေခွက်မီးရယ်လေခွက်ရယ်ပေါ့နော်မီးရယ်လေခွက်ရယ်ပေါင်းလိုက်တဲ့အခါမှာဟာတာခဲဆိုတဲ့စိုက်ခင်းဖြစ်ပါတယ်ဘလို့မှတ်ပေးခြင်းလဲဆိုတော့ဝတရှိတို့ကလေမီတွေလေခွက်တွေကိုမီးရှို့ပြီးတော့စိုက်ခင်းအဖြစ်ပြုပြင်ပြောင်းလဲစိုက်တယ်လို့မှတ်ထားလိုက်ပေါ့ဝတရှိတို့တောရိုင်းမြေတွေရှိရမလားအဲ့လိုတောရိုင်းမြေတွေကိုဒါမှမဟုတ်လို့ရှင်တောင်ပေါ်ဒေသတွေမှာဆိုလို့ရှိရင်တို့တစ်နှစ်တီးနှံပြီးသွားတဲ့အခါမှာအဲ့ဒီတောင်ယာတွေကိုမီးရှို့ဒါမှမဟုတ်လို့ရှင်လည်းမြေခွက်အစ်စ်ဖော်ခြင်းတဲ့အခါမှာတောင်ယာတွေကိုမီးရှို့ပြီးတော့စိုက်ခင်းတွေလုပ်ကြတယ်လေအဲ့လိုမျိုးမှတ်ထားရင်လည်းရပါတယ်မီးနဲ့လေခွက်နဲ့ပေါင်းလိုက်လို့ရှိရင်စိုက်ခင်းဖြစ်သွားပါတယ်ဟာတာခဲဆိုတဲ့စိုက်ခင်းဘာတာခဲရှေ့မှာနောင်းနဲ့တွေ့ရင်ဘာတာခဲလို့သုံးမယ်ပေါ့ပြီးရင်ဟာတာဆိုပြီးတော့လည်းသုံးအောင်မယ်ဒီမှာဆိုရင်ဒါဒီဟာတာခဲစိုက်ခင်းဘာစိုက်ခင်းများမသိသေးဘူးဒီမှာတိုမာတိုနဲ့ပေါင်းလိုက်တဲ့အခါမှာတိုမာတိုဟာတာခဲကနေဘာတာခဲဖြစ်ပါတယ်တိုမာတိုဘာတာခဲခင်းချင်းဒီစိုက်ခင်းတာဟာတာဆိုတာကဝတရှိတို့လေခွင်းတွေကိုပြောတာဖြစ်ပါတယ်ဝတရှိတို့စဘာစိုက်တဲ့စိုက်ခွင်းတွေပေါ့နော်စဘာခင်းလေခွင်းပေါ့တာဟာတာဒီစဘာခင်းဖြစ်ပါတယ်တိုမာတိုဘာတာခဲတိုမတိုခင်းချင်းဒီစိုက်ခွင်းဒါဆိုရင်ဟာတာခဲစိုက်ခင်းဒါဆိုရင်ဒီနေ့ရခန်းကြီး9လုံးလည်းပြီးသွားပါပြီဒါဒီဟိုဆိုတဲ့နီလန်ခါတာဆိုတဲ့နီလန်ဟိုမှာလည်းသုံးမလို့ဟိုနှစ်ခုခြေထောက်နှစ်ခုဒီပါလဲဆိုရင်မုတ်တိုဆိုတဲ့မူလာပြီးလို့ရှိရင်ခေါင်းလည်းသုံးမယ်ဂန်လေးသုံးမယ်ဂန်ခီဆိုတဲ့ကျမ်းမာရေးအိုဂန်ကီတက်စကာဆိုတဲ့ဂန်မာလေးသုံးမယ်ပြီးလို့ရှိရင်ဂန်ချီဆိုတဲ့နှစ်တကူနေမှာလည်းသုံးမယ်ပေါ့နောက်တစ်ခုကဒီမှာဆိုလို့ရှိရင်လူလန်းသွားနေတဲ့ပုံလေးနဲ့တူတယ်ပေါ့နော်ဒါဒီအာရှိဆိုတဲ့ခြေထောက်ဖြစ်ပါတယ်အာရှိဆိုတဲ့ခြေထောက်သူဒီအာရှိခြေထောက်အပြင်လုံလောက်တာလည်းသုံးတယ်တာရှိမဆိုတဲ့လုံလောက်တာလည်းသုံးတယ်ပြီးရင်စုခုဇုခုဆိုတဲ့တစ်စုံနှစ်စုံသုံးစုံဆိုတဲ့ဟာတွေမှာလည်းသုံးပါသေးတယ်ဒါဒီအိမ်လေးနဲ့တူတယ်အိမ်တအိမ်မှာအဓိကလိုအပ်တဲ့အရာဒီအိုခနေဆိုတဲ့ပိုက်ဆံပြီးရင်ခင်းဆိုတဲ့ရွှေပေါ့ရှေ့မှာအိုလေးပါလိုက်လို့ရှိရင်သူ့ကိုအိုခနဲ့လို့ဖတ်မှာဖြစ်ပြီးတော့ဘာမှမပါဘဲနဲ့သူ့တစ်လုံးနဲ့ဆိုရင်တော့ခင်းဆိုတဲ့ရွှေလို့ဖတ်မှာဖြစ်ပါတယ်ဒါလေးနှစ်ခုကိုမမားစေခြင်းလို့သတိထားပေးပါနောက်တစ်ခုကတော့ဝတရှိတို့မီးနဲ့လေခွက်နဲ့ပေါင်းလိုက်တဲ့အခါမှာဟာတာခဲဆိုတဲ့စိုက်ခင်းဖြစ်ပါတယ်လေခွက်တီကိုမီးရှို့ပြီးတော့စိုက်ခင်းဖြစ်ပြောင်းလဲလိုက်တယ်ပေါ့အဲ့ဒီမှာဘာတာခဲလို့လည်းသုံးလို့ရပါသေးတယ်ရှေ့ကနောင်းနဲ့တွေ့တဲ့အခါမှာတိုမာတိုဘာတာခဲတိုမာတိုစိုက်ခင်းဆိုပြီးဖြစ်သွားပါတယ်စိုက်ခင်းဆိုပြီးဖြစ်သွားပါတယ်လေရေစိုက်ခင်းရေပေါင်းလိုက်တဲ့အခါမှာလေစိုက်ခင်းဆိုတော့ဝတရှိတို့စဘာခင်းပေါ့ဒါကတော့ဒီနေ့ခန်းကြီး9လုံးနောက်ဆုံးခန်းကြီး9လုံးဖြစ်ပါတယ်ဒါဆိုရင်တော့ဝတရှိ N5 ခန်းကြီး Master စာအုပ်ရဲ့ခန်းကြီးတအုပ်လုံးတင်ပြီးသွားပါပြီနောက်ကျန်တဲ့6ရက်ဒီမှာဝတရှိနဲ့အတူတူတူရလေးတွေထပ်ပြီးစုမဲ့ကြရင်လည်း revision အချုပ်6ရက်ပြင်ကြပါမယ်ကဲဒါဆိုရင်ဝတရှိရဲ့ဗီဒီယိုကိုဒီမှာပဲရပ်လိုက်ပါရစေတချို့နေရာတွေမှာအမားလေးတွေပါသွားခဲ့ရင်နားလည်ပေးပါဝတရှိစတင်ချိန်ပြီးသွားလို့ညနေမှရရတဲ့ဗီဒီယိုလေးဖြစ်လို့ပါကဲဒါဆိုရင်ကြာမှသာနဲ့ bye bye ကိုရဆုမိ